မန်ယူလိုအသင်းမျိုးကိုယ့်ရဲ့မြန်မာလူမျိုးအားကစားသမားကိုသွင်းနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့မနေ့ကလည်းတအားကိုဝမ်းသာတာကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံအားကစားသမားတွေလည်းမခေဘူးကြာအဲ့ဒါကိုသက်သေပြနိုင်ခဲ့တယ်လို့ပဲထင်တယ်မိုင်းပေးတဲ့နေရာတကယ်ချစ်ဖို့ကောင်းတယ်သူတို့ပြီးဆက်ပြီးချစ်နေကြပါလားဆိုပြီးတော့အဲ့လိုတွေးမိရေပေါ့နော်အဲ့ဒါတွေကိုခံစားမိလိုက်တယ် Calmly done. João Pedro, Zagasic, Van Vee ahead of him. Lovely ball, Mong Bong win! Our going now from ya, land way,ကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံအနေနဲ့ကအားကစားမှာအများကြီးလိုချက်ရှိနေတယ်ဟာဟိုဒီလိုချိန်မှာမှမန်ယူလိုအသင်းမျိုးကိုယ့်ရဲ့မြန်မာလူမျိုးအားကစားသမားကိုသွင်းနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့မနေ့ကလည်းတအားကိုဝမ်းသာတာအလုပ်ရောက်နေတဲ့အတွက်ကြောင့်မလို့ပွဲတော့မကြည့်ပြဘူးဒါပေမဲ့ကြည့်ပြလိုက်တဲ့ highlight လေးတွေမှာတော့ကြည့်ပြီးတော့အရန် PT ဖြစ်တာပေါ့နော်အရန်အဖို့တက်လည်းဒါတအားကိုခေါ်ယူပါတယ်လို့ Calmly done. João Pedro, Zagasic, Van Vee ahead of him. Lovely ball, Mong Bong win! From Myanmar, with love. ASEAN All-Stars, an unlikely lead. 14 international. ကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံအားကစားသမားတွေလည်းမခေဘူးကြာအဲ့ဒါကိုသက်သေပြနိုင်ခဲ့တယ်လို့ပဲထင်တယ်ကျွန်တော်မြန်မာအားကစားသမားတွေကိုလည်းဒီချက်ပို့ပြီးတော့ဒါပံ့ပိုးမယ်ဆိုလို့ရှိရင်ဒါကမ္ဘာအဆင့်ပြီးဒါကမ္ဘာကျော်အားကစားသမားတွေဖြစ်လာမယ်လို့လည်းယုံကြည်ပါတယ်ခင်ဗျာဟုတ်မန်ယူဖန်တွေအနေနဲ့ကတော့လေကျွန်တော်တင်တော့သူတို့လည်းစိတ်နှခွဖြစ်နေပါဘောနော်ကိုရမ်းချစ်တဲ့အသင်းကိုကိုရဲ့မြန်မာအားကစားသမားကိုသွင်းလိုက်တယ်ဆိုတော့ကျွန်တော်တင်တော့အများစုတော့ပြောနေမှာပါဒါကတော့ဒီပွဲကလည်းချစ်ချီပွဲဖြစ်နေတော့လေအရေးကြီးရဲ့ပွဲတော့မဟုတ်ဘူးလို့ကျွန်တော်သိကျွန်တော်ဘောလုံးပွဲတော့သိမကြည့်ဖြစ်ပါဘူးပွဲကလည်းချစ်ချီပွဲဆိုတော့သိတော့မဖြစ်ပါဘူးကျွန်တော်အထင်တော့မန်ယူပရိသတ်တွေအနေနဲ့လည်းဒါဟိုဒီလိုကိုသွင်းကိုယ့်ရဲ့မြန်မာနိုင်ငံသားကိုသွင်းနိုင်ငံတော့ကြောင့်မလို့ပျော်ရွှင်နေမယ်လို့ထင်ပါတယ်ဒါဟုတ်အာရှဂျိုင်းနိုးထားဖို့တော့အများကြီးညှော်လင့်ပါတယ်ဒါအများကြီးလည်းအားပေးချင်ပါတယ်အများကြီးလည်း support ပေးချင်ပါတယ်အားကစားသမားတွေလည်းကြိုးစားနေတာကိုတွေ့ရပါတယ်အခုလိုမျိုးအောင်မြင်မှုမျိုးရရတော့လည်းဒါဂုဏ်ယူပါတယ်ခင်ဗျာဟုတ်ကျွန်တော်အမှန်တော့ကျွန်တော်ကြိုက်တဲ့အသင်းကအာဆင်နယ်ပါကျွန်တော်ကြိုက်တာဒါပေမဲ့အဲ့ဒီတရက်မှာကကြတော့မန်ယူကိုတကယ်ချင်းနေအားပေးရတဲ့ဝင်ပြီးတော့ကျွန်တော်အခုအားပေးတာပေါ့လေနော်အငှားအားပေးလိုက်တာအမေအားပေးရနေမှာပဲစဲကန်မရပေါ့လေနော်မတရားလေးပါဟုတ်လေးတိုက်တာများပါလို့ပွဲမစားခင်မှာပွဲပြီးတော့ဆင်ရပထမဆုံးအဲ့လိုမျိုးတကယ်ဒီမန်ဆိုတဲ့အသင်းကိုလည်းမန်ပရိသတ်တွေကတော်တော်လေးချစ်ကြပါလားသူတို့ရဲ့မျက်ဝန်းထဲမှာလေဝမ်းနေမှုတွေပထမတော့ကကြတော့မျောလင်းချက်တွေဖလားရမယ်ဆိုတော့မျောလင်းချက်တွေမြင်ရတယ်ပွဲပြီးတော့လည်းဝမ်းနေမှုတွေမြင်ရတယ်အဲ့မှာဒီမန်ပရိသတ်တွေကတကယ်ချစ်ဖို့ကောင်းတယ်သူတို့ပြီးဆက်ပြီးချစ်နေကြပါလားဆိုပြီးတော့အဲ့လိုတွေးမိရေပေါ့နော်အဲ့ဒါတွေကိုခံစားမိလိုက်တယ်ကိုမောင်လေးအရန်ကိုကျေးဇူးလည်းအများကြီးတင်ပါတယ်အရန်လည်းကိုယူပါတယ်ဒါကျွန်တော်တို့မြန်မာနိုင်ငံအတွက်ကတကယ်ကိုဂုဏ်ယူကောင်းတဲ့ဒါအဖြစ်ကြီးပါအခုလိုမျိုးဘိုးသိမ်းပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာဂုဏ်ယူပါတယ်